ကဘာပေါ်မှာအနှေးကွေးဆုံးတတဝါလေးဖြစ်တဲ့ swamp လို့ခေါ်တဲ့ဒီ swamp လေးတွေဟာသူတို့ဘဝရဲ့90%လောက်ကိုတစ်ပင်ပေါ်မှာဇောက်ထိုးဆွဲလွဲခိုရင်းအချိန်ကုန်ဆုံးစေတာပါသူတို့ကဘလောက်တောင်နှေးသလဲဆိုရင်သူတို့ရဲ့အမွှေးတွေပေါ်မှာရေညှိတွေတောင်ပေါက်နေတတ်ပြီးဒါကပဲတိရွက်တွေကြားမှာရန်သူမမြင်အောင်ပုန်းကွယ်ဖို့တဘာဝအယောင်ဖြောင့်နှင်းတစ်ခုဖြစ်နေတာပေါ့သူတို့ရဲ့အစာချေစနစ်ကအရန်ကိုနှေးကွေးလွန်းလို့စားလိုက်တဲ့အစာတစ်ခုကိုအပြည့်အဝချေဖြတ်ဖို့တစ်လားလောက်အထိအချိန်ယူရတတ်ပါတယ်အစာချေစနစ်ဒီလောက်နှေးနေတာကြောင့်သူတို့ရှင်သန်ဖို့အတွက်စွမ်းရည်အများကြီးမလိုအပ်ပါဘူးသူတို့ရဲ့လက်သေးတွေကလည်းမယုံနိုင်လောက်အောင်ခိုင်မာပါတယ်။ကွေးညွတ်နေတဲ့လက်သေးတွေကတက်ကိုင်းတွေကိုမြဲမြံစွာချိတ်တွယ်ထားနိုင်လို့တေဆုံးသွားရင်တောင်တစ်ပင်ပေါ်ကပြုတ်မကျပဲဆွဲလဲခိုနေနိုင်တာပါ။ဒီလိုချိတ်လိုမျိုးခိုင်မြဲတဲ့အားကသူတို့ကိုရန်သူတွေလက်ကနေလဲကာကွယ်ပေးထားပါတယ်။ swamp လေးတွေကရေကူးလဲအရန်တော်ကြပါတယ်။လိုအပ်လာရင်သူတို့ရဲ့လက်တံရှည်ကြီးတွေကိုတုံးပြီးမြစ်တွေကိုဖြတ်ကူးတတ်ကြတာပါ။သူတို့ရဲ့နှေးကွေးတဲ့လှုပ်ရှားမှုကအားနည်းချက်မဟုတ်ပါဘူး။သိငှက်တွေနဲ့ကြားသစ်တွေရဲ့ရန်ကနေပုန်းကွယ်ဖို့အတွက်အကောင်းဆုံးရှင်သန်မှုဗျူဟာတစ်ခုပဲဖြစ်ပါတယ်။အထူးဆန်းဆုံးအချက်ကတော့ဒီအကောင်လေးတွေဟာတပတ်မှာတစ်ကြိမ်ပဲအပေါ့ပါသွားဖို့တစ်ပင်ပေါ်ကဆင်းလာတတ်တာပါ။